ဘောလုံးမှာဖြစ်ချင်တဲ့အတွက်ဘောလုံးထဲမှာအချိန်များများပေးနေနေတာပေါ့နော် ဟုတ်ကဲ့ ဘောလုံးထဲမှာအချိန်များများပေးနေနေတာပေါ့အခုတချို့ကစားသမားတွေမြင်ရတာဒီထဲမှာအချိန်ကပေးတာဒါနဲ့ဟုတ်ကဲ့ဦးလည်းပြောတဲ့အခုကိစ္စကိုဆိုရီဖုန်းနေရသေးရမှာဒီဆိုရှိမယ် TikTok ရှိမယ် game တွေဟာမျိုးစုံဆိုတော့သူအဲ့ထဲမှာအချိန်ပေးတာတော်တော်များတယ်ဘုံသမားကတော့ကျင်းနေတယ်ဘောလုံးခွင်းထဲမှာဘောလုံးအတွက်အချိန်များပေးဖို့လိုတာပေါ့နော်လေ့ကျင့်တာပဲဖြစ်အတွေးတွေပဲဖြစ်ပုံစံမျိုးစုံပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့တော်တော်လေးပြောင်းလဲတိုးတက်လာဖို့ထင်တယ်ပေါ့နော်ခုနေနေရတာဘာလဲမပြည့်စုံခြင်းကိုပြစ်ဖို့နေလို့လေဘာမှမတူဟိုကလူတို့ဒီဟာလူတို့ပြောနေတော့ဘာမှမတူအဲ့ဒီကနေမှဘယ်လိုများလုပ်ကြည့်မလဲပေါ့နော်ဘာလို့မပြည့်စုံတဲ့ဟာတွေအများကြီးပါမပြည့်စုံတဲ့လင်းနေမပြည့်စုံတဲ့နေရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာပဲကိုယ့်အကိုအဆင်ပြေအောင်ဘယ်လိုဖန်တီးမလဲပေါ့နော်အဲ့လိုစိတ်လေးမွေးပြီးတော့ပဲကိုယ့်အကိုပေါ့နော်တိုးတက်တဲ့ကစားသမားဖြစ်အောင်လုပ်စီနေတာပေါ့ ဟုတ်ကဲ့ဟုတ်